Hello ဒီနေ့ကျွန်တော်ပြောမှာတော့ကျွန်တော်ဒီ VM တစ်လုံးVM တစ်လုံးစောက်မှာပေါ့နော် VM အရင်တနေ့က VM တစ်လုံးစောက်ပြီးသွားပြီအဲ့ဒါအောင်မှကျွန်တော်တို့ဒီအဲ့ VM တစ်လုံးစောက်တဲ့အချိန်မှာ VPC လိုရယ်ဆိုပြီးပြောရတယ်အရင် VPC မှာတော့ကျွန်တော်တို့ကဒီဟိုဟာယူခဲ့ရပါတော့ default VPC ကိုသုံးခဲ့တယ်အခုတော့ default VPC မဟုတ်ဘဲနဲ့ကျွန်တော်တို့စောက်ထားတဲ့ VPC ကိုသုံးမှာပေါ့နော်အဲ့တော့အဓိကကျွန်တော် VPC သုံးမှာပြောမှာအဲ့တော့ကျွန်တော် GCP တွေဝင်လိုက်ပြီး GCP ရဲ့ project တစ်ခုကိုဝင်မယ်အဲ့တော့ GCP မှာတော့300เนาะ USD credit ရတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့က VPC ဘယ်လိုစောင့်မလဲဆိုတော့ VPC ကျွန်တော်ကိုယ်ပိုင် VPC သုံးမှာဖြစ်တဲ့ကြောင့် VPC လေးစောင့်မယ်ပေါ့เนาะအဲ့တော့ VPC စောင့်မယ်ဆို VPC network ထဲဝင်မယ်အဲ့တော့ဝင်ပြီးဆိုလို့ရှိရင် create VPC လုပ်မယ်အဲ့တော့ကျွန်တော်တို့ကVPC for ကျွန်တော်တို့ကဘာလဲဆို web server လေးသုံးမယ်ပေါ့เนาะအဲ့တော့အဲ့ဒါလေးသုံးမယ် MTU rate ကတော့ automatically ဆိုပြီးတော့ပဲထားခဲ့မယ်ကျွန်တော်တို့ဘာမှမပြောင်းတော့ဘူးကျွန်တော်တို့ subnet လေးကတော့ကျွန်တော်တို့ရွေးပေးရမှာပေါ့เนาะ subnet ရွေးပေးရမယ် subnet name လေးကိုတော့ကျွန်တော်တို့ခုနနာမည်လေးပဲတမ်းရေးပေးလို့ရတယ်ဒီ my VPC network အတွက် my VPC network အတွက်ကျွန်တော် subnet ပေါ့เนาะအဲ့တော့ VPC network အတွက် subnet ရွေးပေးမယ် region ကတော့ကျွန်တော်တို့ကျွန်တော်ထုံးတဲ့နာမည် US Central region လေးကိုကျွန်တော်တို့ရွေးမယ်ရွေးပြီးတော့လို့ရှိရင် IP range လေးကတော့ကျွန်တော်တို့ 10.0.0/16 ဆိုတော့ရွေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့24နဲ့ရွေးပေးလိုက်မယ်ပေါ့နော်မျက်လုံးထဲမှာပို့ပြီးမြင်အောင်လို့ပေါ့နော်မြင်အောင်လို့ရွေးပေးလိုက်မယ်အဲ့တော့ IP range ရွေးပေးလိုက်မယ်အဲ့မှာ firewall rule ကတော့ခုနကပြောလို့တစ်ခါတည်းရွေးပေးလို့ရတယ်နောက်မှရွေးလို့ရတယ်အဲ့တော့ကျွန်တော်ကတော့ firewall rule ကိုဒီတစ်ခါကျွန်တော်မရွေးပေးတော့မယ်ကျွန်တော် firewall rule black နဲ့ထားခဲ့လိုက်မယ်အဲ့တော့ပြောတဲ့ကျွန်တော်တို့တခုသိထားမှာက VPC create လုပ်တိုင်းမှာ firewall rule ကျွန်တော်တို့ပါမယ်ပေါ့နော်အဲ့တော့ဒါ VPC ကျွန်တော် create စလုပ်လိုက်ပြီအဲ့တော့ VPC ဒီမှာက AWS နဲ့မတူတာပေါ့နော်ကျွန်တော်တို့ဒီ lab လေးကတော့ကျွန်တော်ကိုအောင်ကျော်စိုးလုပ်ပြတဲ့ AWS မှာလုပ်ပြတဲ့ lab လေးကိုကျွန်တော် GCP မှာစမ်းထားတာဖြစ်ပါတယ်အဲ့တော့ AWS နဲ့ GCP မှာမတူတဲ့ပုံစံလေးကဘယ်လိုလဲဆိုတော့ပေါ့ကျွန်တော်ပြောပြမယ်ဆိုရင်သူကဒီမှာ AWS မှာဆိုလို့ရှိရင်ဥပမာကျွန်တော်တို့ကဒီ VPC တခုစောက်တော့မယ်ဆိုရင်ဒီ data VPC ပေါ့နော်ဒါ VPC တခုစောက်လိုက်ပြီအဲ့တော့ VPC ရဲ့စောက်လိုက်ပြီဆိုရင် VPC မှာသူက network တခုရွေးပေးရတယ် network တခုကို big rate တခု cyber rate တခုနဲ့ရွေးပေးတယ်ဒါ AWS မှာအဲ့တော့အဲ့ big rate cyber တခုထဲမှာကျွန်တော်က subnet တွေပြန်ထပ်ခွဲတယ်ထားဥပမာ EC2 ကျွန်တော်စောက်တော့မယ်ဆိုအဲ့ EC2 အတွက်ပေးဖို့ IP အတွက်ကိုကျွန်တော်ကဒီ cyber range 6/16နေရာနေမှာကျွန်တော်ပြန်ခွဲယူလိုက်တယ်အဲ့တော့ 10.0.10/24 ဆိုပြီးယူလိုက်တယ်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် EC2 စောက်တဲ့အချိန်မှာ DVPC ကိုရွေးလိုက်လို့ရှိရင်ကျွန်တော်ကဘယ် IP ရမလဲဆိုရှင် 10.0.10/24 network ထဲကတစ်ခုကိုရမယ်အဲ့မှာဆိုရင်တစ်ခုကိုရမယ်ပေါ့နော်အဲ့တော့ auto ရွေးမယ်ဆိုတော့တစ်ခု auto တစ်ခုသူအဲ့ထဲကတစ်ခုကိုရွေးသွားမယ်ပေါ့နော်ဒါက AWS ရဲ့ပုံစံ GCP ရဲ့ပုံစံကကျတော့ခုနကပြောလို့ VPC ကိုစောက်တဲ့အချိန်မှာသူ site သူလည်းရွေးရတယ်site ရွေးတဲ့အချိန်မှာကျွန်တော်တစ်ခုယူလိုက်တာကျွန်တော် site ကျွန်တော် /24 နဲ့ရွေးပေးလိုက်တယ်အဲ့တော့အဲ့ /24 ရေးတဲ့အချိန်မှာနောက်တစ်ခါ EC2 instant လေးကိုစောက်ဖို့အတွက်VP သူကတော့ instant လို့မခေါ်ဘူး instant လို့ခေါ်တယ် instant လေးကိုစောက်ဖို့အတွက်ဆိုလို့ရှိရင်ဒီ site တွေကပဲသူကယူပြီးတော့တုံးသွားမှာအဲ့တော့ကျွန်တော် site ဒီ /24.0.0.0 ဖြစ်တဲ့အတွက်ကြောင့်မို့0.0.0.234ပေါ့နော်အဲ့ဒါကိုရွေးသွားမယ်သူအဲ့တော့ဒီမှာဆိုတော့ auto ဆိုတော့ auto ရွေးသွားမယ်သူအဲ့မှာ VPC AWS နဲ့ GCP ရဲ့ခွာခြားချက်လေးပေါ့နော်အဲ့တော့အခုပထမဆုံးကျွန်တော် VPC လေး create လုပ်ပြီးသွားပြီ VPC create လုပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဘာ create လုပ်မလဲဆိုလို့ရှိရင် EC2 လေး create လုပ်မယ်ပေါ့sorry EC2 ရဲ့ VM instant လေး create လုပ်မယ်အဲ့တော့ VM instant အတူတူပဲပေါ့နော်အဲ့တော့ဒီမှာ instant လေးတစ်ခု create လုပ်ကြည့်မယ်အဲ့ instant လေးကို create လုပ်တဲ့အချိန်မှာကျွန်တော်တို့အရင်တော့ဆိုရင် Payment Lab 2 မှာတော့ကျွန်တော်တို့ကအဲ့ instant ဒီကျွန်တော်တို့ကဟိုကိုသုံးခဲ့တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော် web လို့ပေးလိုက်မယ် central 1 zone ကကျတော့ US central 1A ကျွန်တော်ရတော့အတူတူပဲဘာမှကျွန်တော်မသုံးတော့ဘူးအဲ့မှာကျွန်တော်ဒီကတော့ထုံးစံတိုင်းပဲ micro လေးကိုရွေးမယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ဒီကကျွန်တော်မပါတော့ဘူး OS storage ကျွန်တော်ဘာမှမသုံးဘာမှမပြောင်းဘူးထုံးစံတိုင်းပဲ backup plan ကျွန်တော် backup မလုပ်တော့ဘူးเนาะဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော် storage တရားမဟုတ်တယ်ပြန်ဖြတ်မှာ backup မလုပ်ဘူးအဲ့တော့ networking မှာကတော့ကျွန်တော်တို့ဘာသုံးမလဲဆိုလို့ရှိရင်SSH ကိုလည်း allow ပေးမယ်နောက်က HTTP ကိုလည်း allow ပေးမယ်ဘာဖြစ်လို့ SSH ကို allow ပေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ VM ကို SSH နဲ့ဝင်မယ်ဝင်ပြီးတော့ရှင်ကျွန်တော် web server လေးလုံးစောင့်မကြည့်မယ်ပေါ့ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော် SSH ကို allow ပေးမယ် HTTP ကကျွန်တော် web server လေးစောက်ပြီးတော့ရှင်အဲ့ web server လေးကိုကျွန်တော် external နေပြီးတော့ access လုပ်ကြည့်မယ်အဲ့ web server လေးအလုပ်လုပ်မလုပ်ကိုပေါ့နော်အဲ့တော့ကျွန်တော် SSH ရဲ့ HTTP ရဲ့ allow ပေးမယ်လို့အဲ့နှစ်ခုကိုကျွန်တော်တို့
နာမည်လေးပေးခဲ့တဲ့တော့ဗျာဒါနာမည်မပေးလေရမှန်တကယ်တော့ host name ပေါ့နော် host name ပေးချင်နေရမပေးချင်နေရတယ်ထားခဲ့တယ်မယ်အဲ့တော့ခုနကွာသွားတဲ့နေရာဒီနေရာမနေ့ဟိုတနေ့က lab 2မှာတော့ကျွန်တော်တို့ကဒီ VPC ဆောက်တဲ့အချိန်မှာဒီ network ကိုကျွန်တော်ဘာမှမယူဘူး default ပဲယူပြီးတော့ဆောက်ပြီးသွားတာပြီးသွားရောအဲ့မှာသူက network က default network ကိုယူသွားတယ်အခုကကျွန်တော် default network မယူတော့ဘူးကျွန်တော်ဘယ် network ကိုယူမလဲဆိုကျွန်တော် network ကိုယူမယ်ကျွန်တော် network ကဘာလဲဆိုတော့ VPC for web ဆိုတဲ့ network လေးကိုယူမယ်အဲ့မှာကျွန်တော် VPC network ဖြစ်တဲ့အတွက်သူက 10.0.0/24 ဆိုတော့ auto ကျသွားတယ်မယ်ဆက်နေအဲ့ထက် IP တစ်ခုကို VM တစ်လုံး VM ယူသွားမှာအဲ့တော့ဒီမှာအဆင်ပြီးသွားပြီ IP step ပြီးသွားပြီ environment ဒီမှာ Alliance IP range က environment ကိုယူခဲ့တယ်ဒီမှာလည်း primary internet IP range က automatic လို့ယူခဲ့တယ် automatic မယူချင်ဘူးဆို custom ယူချင်တယ်ဆိုတော့ရတဲ့ custom ယူပြီးသွားလို့ရှိရင်တော့ကိုယ့်ရဲ့ custom IP ဒီ decent ဒီမှာယူပြောထားပြီးသားဒီမှာကျွန်တော် create လုပ်ဖို့ 10.0/24 တွေက IP တစ်ခုပဲမင်းသုံးရမယ်လို့သူရေးထား IP တစ်ခုကိုမင်းသုံးလို့ရေးထားပြီးသားအဲ့တော့ကျွန်တော်ကတော့အဲ့လိုလုပ်ချင်နေရင် automatic လို့ရွေးကြည့်ရတယ်เนาะ automatic ရွေးဆိုတော့သူဟို available IP ပေါ့တစ်ခါသူကသုံးပြီးထားပြီးဆိုလေးကိုနောက်တစ်ခါနောက် EC2 VM ဆောက်လို့ရှိရင်4ရွေးမယ်နောက်တစ်ခါဆိုရင်5ရွေးမယ်အဲ့လိုမျိုးပေါ့နော်ရွေးသွားမယ် observability ကခုနရှင်းပြပြီးသား drive ကျွန်တော်တို့ကဒါမှရွေးတော့ security ဘာမှမရွေးတော့ဘူးနော်ဘာမှမရွေးတော့ဘဲနဲ့ကျွန်တော် create လုပ်လိုက်မယ်အဲ့တော့ VM လေးတစ်ခု create လုပ်ပြီးသွားပြီကျွန်တော်တို့ဒီနေ့ပြောချင်တဲ့ target က VPC ကိုပြောချင်တာဘာဖြစ်လို့လဲဆိုတော့ VPC ကိုကျွန်တော်တို့ custom create စလုပ်ပြီးသွားပြီလုပ်ပြီးသွားလို့ရှိရင်အဲ့ VM ကိုဒီခါ VM ကိုဆောက်တဲ့အချိန်မှာကျွန်တော်ဒီ VM ဒီကျွန်တော်တို့ရဲ့ create လုပ်ထားတဲ့VPC ကိုကျွန်တော်ကယူသုံးသွားမှာအခုကသုံးပြီးတော့စောက်လိုက်ပြီเนาะအဲ့တော့ VM လေးစပြီးတော့ run သွားတယ်ဒါပေမဲ့အရင်ပြောထားတဲ့အတိုင်းပဲ VPC create လုပ်တိုင်းမှာကျွန်တော် firewall rule ရေးပေးရတယ် VPC create လုပ်တိုင်းမှာ firewall ရေးပေးရတယ်အဲ့ firewall rule ကဘယ်မှာပဲရှိရတယ် VPC မှာပဲရှိရအဲ့တော့ကျွန်တော်တို့ VPC လုပ်တော့ firewall rule ရေးပေးခုနကကျွန်တော်က VPC create လုပ်တဲ့အချိန်မှာ firewall rule ကျွန်တော်မရေးခဲ့ဘူးအခုကျွန်တော်ရေးရမယ်အဲ့တော့ရေးမယ်ဆိုတော့ create firewall rule ကျွန်တော်တို့ကဘာကိုပေးမှာလဲဆိုရင် access allow ပေါ့နော် allow ဘာကိုပေးမယ် SSH လည်းပေးမယ် HTTP လည်းပေးမယ်နှစ်ခုပေးမယ်အဲ့တော့ allow SSH ရဲ့ HTTP ရဲ့နှစ်ခုပေးမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် network ကကျွန်တော်တို့ကသူက default ကိုရွေးထားတယ်ကျွန်တော်တို့က default network ရွေးချင်တယ်မဟုတ်ဘူးကျွန်တော်တို့ VPC ကိုရွေးချင်တာအဲ့တော့ဒီ firewall rule ဒီဘယ်သူ့လာပြီးချိန်မှာလဲဆိုရင်ကျွန်တော်တို့ရဲ့ VPC ကိုလာချိန်မှာဖြစ်တယ်ကျွန်တော် VPC for web ကိုရေးမယ် priority 1000 priority 1000အဲ့တော့ဒါကတော့ကျွန်တော်တို့ router တို့ switch တို့ ਨੇ router တို့ ਨੇ priority နဲ့အတူတူပဲကဏ္ဍနည်းလေ priority G တွေပဲเนาะအဲ့တော့ okay ဒီမှာ specific tag ကိုသူကရွေးမယ်လို့ပြောခဲ့တယ် ကျွန်တော် specific tag ကဘာလဲဆိုလို့ရှိရင်ဒီမှာရွေးထားတဲ့ specific tag ကကျွန်တော်တို့ပေးထားတဲ့ specific tag လေးကဒီမှာကြည့်လို့ရတယ်ကျွန်တော်တို့ specific tag လေးကဘာလဲဆိုလို့ရှိရင်အော်ဒီမှာ SSH.http specific tag တက်လေးရေးမှာပေါ့နော်အဲ့တော့ SSH.http အဲ့ဒါလေးရွေးပေးလိုက်မယ်အဲ့တော့ရွေးပြီးသွားပြီ IP range ကကြတော့ကျွန်တော်တို့ကဘယ် IP range လဲဆိုလို့ရှိရင် source ကဘယ် IP ကနေလာမလဲဆိုရင်ကျွန်တော် any IP ဘယ်ကနေပဲလာဘယ်ကနေလာ destination ကြိုက်တဲ့စီကိုတွားပါတော့ destination နဲ့ကျွန်တော်တို့ကမထည့်တော့ဘူး none ဆိုပြီးတော့ကျွန်တော်တို့ကရွေးပေးလိုက်မယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့က port ကဘယ် port တွေဖွင့်မှာလဲ22ဖွင့်မယ် HTTP ဆိုတော့ port A0 ဖွင့်မယ်အဲ့နှစ်ခုဖွင့်မယ်ဖွင့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒါ create လုပ်ပေးလိုက်မယ်เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ VPC လေးမှာ firewall rule ရှိသွားပြီလားမရှိသေးဘူးလားရှိသွားပြီเนาะဘာဖြစ်လို့လဲဆိုတော့ဒီမှာကျွန်တော်တို့ဒီ firewall rule ရေးကနေကဘယ် VPC ကိုချိန်ဖို့ပြောထားလဲဆိုတော့ကျွန်တော်တို့ရဲ့ VPC for web ကျွန်တော်တို့ VPC web ကိုချိန်လို့ပြောထားပြီးသားအဲ့တော့ instant လေးတဲ့ခုလောက်ဆိုလို့ရှိရင်သူ running state ဖြစ်နေတော့ပြီအဲ့တော့ instant လေးကိုကျွန်တော်တို့တွားကြည့်မယ်ကြည့်ပြီးတော့လို့ရှိရင် SSH ဝင်ကြည့်မယ်ဝင်လို့မရလားရလားရမှာဘာလို့ရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ SSH allow လုပ်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ဒီမှာ SSH ကိုလုပ်ပြီးသွားတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ဒီ VM လေးဒီ VM လေးဒီဘယ် VPC ကိုချိန်ထားလဲဆိုရင်ကျွန်တော်တို့အခုထွက်တဲ့ VPC ချိန်ထားတယ်အဲ့ VPC မှာဘာလဲဘာ firewall rule ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာလုံးမဲ့ firewall rule တွေရေးထားပြီးသားအဲ့တော့ SSH လေးထားပြီးသားအဲ့တော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒီဟာလေးကိုဟိုweb page တစ်ခုစောက်ကြည့်မယ်အဲ့တော့ဒီ command line လေးတွေကတော့ဟို lab 2မှာလည်းကျွန်တော် share ထားပြီးသားဖြစ်တယ်lab 2ရဲ့ command အောက်မှာကျွန်တော် command အောက်မှာ share ထားပြီးသားအဲ့တော့ဒီခါလဲအဲ့ဟာလေးကိုပဲပြန်ဆုံးပေါ့နော် lab 2ကကြတော့ VM တစ်လုံးစောက်တဲ့အချိန်မှာကျွန်တော်တို့က default VPC ကိုတုံးသွားတယ် lab 3မှာကြတော့ကျွန်တော်တို့ custom VPC ကျွန်တော်တို့ create လုပ်ထားတဲ့ VPC ကိုစပြီးတော့တုံးတယ်အဲ့တော့ VPC
ဒီမှာ install လုပ်နေတော့ခုနဟာလေးကျွန်တော်ပြန်ပြောပြမယ်ဒါ AWS နဲ့ GCP ရဲ့ကွာဟချက်တွေကတည်းကမလို့နော် AWS မှာတော့ကျွန်တော်တို့က internet gateway ဆိုပြီးတော့လိုသေးတယ် internet gateway လေးထည့်ပေးရတယ်ဒီမှာတော့မလို့သူကauto အလုပ်လုပ်ပေးတယ်အဲဒါကြောင့်ဒီမှာ GCP မှာမလို့အဲ့တော့ဘာဖြစ်လို့မလို့တာလဲဒီတိကျနေဆိုရင်တော့စာလေးဖတ်ကြည့်လိုက်ပါတော့အဲ့ဒါလေးရှာဖတ်ကြည့်လိုက်ပါအဲ့တော့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကဒီကျွန်တော်ဟို step လုပ်မယ်နောက်ပြတော့နောက်တစ်ခုက sudo ဆိုပြီးတော့ web လေးတစ်ခုစပြီးတော့စောင့်မယ်အဲ့တော့ web လေးတစ်ခုစောင့်ခင်မှာကျွန်တော်တို့ရဲ့ဒီ VM အင်လေးကိုကျွန်တော်တို့ access ဒီဟာလေးဝင်ကြည့်မယ် HTTP ဝင်ကြည့်မယ်ဝင်လို့ရမလားမရဘူးလားမရဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ web server လေးကကျွန်တော်တို့ create မှာမလုပ်ရသေးတာကျွန်တော် create မှာမလုပ်သေးဘူးဘာမှမရသေးဘူး Apache Debian default page ဆိုပြီးအဲ့ဒါကြီးပဲပြတယ် web server မရှိသေးဘူးတော့မပြသေးဘူးအဲ့တော့ဒီခုမှာကျွန်တော် web server လေးကိုကျွန်တော်create လုပ်မှာပေါ့နော်အဲ့တော့ဒီမှာ web server လေးကျွန်တော် create လုပ်လိုက်ပြီးweb server လေး create လုပ်ပြီးတော့ဆိုရင်ကျွန်တော်လေးဒါလေးကို refresh လုပ်ကြည့်လိုက်မယ်တေချာပေါက်ကျွန်တော် web server ဖြစ်သွားတယ် okay welcome to my GCP ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်တို့ VPN VM လေးကိုကျွန်တော်တို့ဘယ်လိုသုံးသွားလဲဆိုလို့ရှိရင်VPC လေးတုံးသွားတာပေါ့နော်အဲ့တော့ VPC ပြန်တုံးရမယ်ဆိုလို့ရှိရင်ပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် VPC create လုပ်တဲ့အချိန်မှာကျွန်တော်တို့ဘာပါမလဲဆိုလို့ရှိရင် VPC create လုပ်တဲ့အချိန်မှာ firewall rule ပါမယ်အဲ့ဒါလေးမှတ်ထားအဲ့ဒါလေးရရင်ရပြီเนาะအဲ့ဆိုကျွန်တော် VPN VM လေးကိုကျွန်တော်တို့အခု delete လုပ်လိုက်ပြီ VM လေးလုပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ခုနကဟာလေးကိုလေကျွန်တော် delete လုပ်လိုက်မယ်ပေါ့เนาะအဲ့တော့ဒီမှာ allow firewall rule လေးရေးထားတယ်အဲ့ဒါလေးကိုလေကျွန်တော် delete လုပ်လိုက်မယ်ပေါ့เนาะraw firewall ရေးထားမယ်နောက်တစ်ခုကတော့ဒီ VPC ပေါ့ VPC လေးကိုလည်းကျွန်တော် delete လုပ်လိုက်မယ်အဲ့တော့ကျွန်တော် VPC for web ဆိုပြီးတော့ဟာလေးပေါ့เนาะအဲ့ဒါလေးကို delete လုပ်မယ်လုပ်မယ်ဆိုတော့ဒီမှာVPC for web okay ဒီနေ့သင်ခန်းစာလေးလောက်ပါပဲအဲ့တော့ကျွန်တော် lab လေးတွေကို lab 1 2 3ပေါ့စဉ်းစားကြည့်ကြည့်ပါဒီသင်ခန်းစာလေးတွေကိုကျွန်တော် AWS ကိုအောင်ကျော်စုတင်ပေးတဲ့ဟာလေးကို GC မှာစမ်းထားတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်